ခုကတော့ပထမဗီဒီယိုမှာထိုးပြထားတဲ့ရှော့တာဘက်ကဂျိုးလေးကိုထိုးပြမှာဖြစ်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ဒီလိုအိတ်ဂျိုးထိုးနည်းလေးကိုပြပေးမှာဖြစ်ပါတယ်။ဒီဟာလေးကဆိုရင်တော်တော်ဆန်းနေပေါ့နော်။အိတ်ဂျိုးလေးထိုးရင်လည်းလာသလိုအထည်လေးတွေရဲ့ကပတ်ဂျိုးလိုမျိုးလေးထိုးရင်လည်းလာမယ်နော်။ကဲလိုအပ်တာလေးတွေကတော့ဒါထိုင်းနိုင်လုံးလေးနဲ့ထိုးပါတယ်။ size ကတော့ 3.5 ကိုသုံးထားပါတယ်။ပြီးတော့ဒီလိုစုံလဲချိတ်ကလေးနှစ်ခုလုံးမယ်။ကိုကကျိုးအပြားကြီးလေးလောက်ချင်တော့ဒီလိုကြီးပေါ့နော်။ဒါပေမဲ့သူကကျိုးအပြားတအားကြီးပြန်တော့လေထိုးရတာတိတ်အဆင်မပြေဘူး။သူကကျိုးအများကြီးအပေါ်မှာထားရဆိုတော့ဒါတော့မှပဲဒါနည်းနည်းကြီးနေရနော်။သူထက်သေးရဲ့ဒီဇိုင်းနဲ့ဆိုပို့ပြီးအဆင်ပြေမယ်။ပြီးတော့ဒီလိုခွင်းရှင်လေးတို့မှန်ပေါ့နော်ဆိုရင်ရင်ဦးဆုံးဒီမှာကျိုးကိုဒီလိုအမီးရှိရှိလေးချင်ပြီးတော့ဒီလိုလေးလုပ်မယ်နော်ဒီလိုလုပ်ပြီးအထည့်ထည့်မယ်ထည့်ပြီးသွားရင်ဒါဒီဘက်ကကျိုးအရှိဒီဘက်ကဒါကျိုးစားအတူနော်အဲ့လိုလုပ်ပြီးသွားရင်ကိုယ့်ရဲ့ခွင်းရှင်လေးနဲ့ဒီလိုလေးရှင်းကင်လိုက်ပါပြီးတော့ကြရင်ဒီအမီလေးကိုခွင်းရှင်နဲ့အနေထိုးဒါလေးကဒါတစ်ချက်စာပေါ့နော်ပြီးသွားရင်အဲ့ရဲ့အပေါ်ကနေဒီလိုအဲ့ရဲ့အောက်ကဒီကျိုးကိုဒီဘက်အပေါ်ကနေနော်ဒီကျိုးကိုအဲ့ရဲ့ဒီဘက်အပေါ်ကနေလာအောက်ကိုဒီလိုပြန်ဝင်ပြီးရင်ဒီခွင်းရှင်တွေကိုနော်ခွင်းရှင်တွေကိုပြန်ထိုးဒါဆိုရင်ဒါနှစ်ခုပေါ့နော်ပြီးသွားရင်အဲ့ရဲ့အကိုဒီလိုတစ်ပတ်ပတ်တာနော်အပေါ်ဘက်ကနေတစ်ပတ်ပတ်မယ်ပြီးရင်ခွင်းတွေကိုပြန်ရှို့ယူမယ်3 4 5 6 9 10ကိုကဒီခွင်းရှင်လေးကစိုက်သေးလို့ဒီလောက်6ခု9ခုနဲ့တော်ပြီဆိုလဲရတယ်နော်ဒီမှာတော့10ခုနဲ့လောက်ပြမှာဖြစ်ပါတယ်ဆိုရင်2 4 6 89 10 6 8 10 10ခုပြည့်ပြီဆိုလို့ရှိရင်ဒီကျိုးလေးကိုဒီဘက်ဆွဲထုတ်ထားလိုက်နော်ပြီးရင်ဒီကျိုးလေးကဒါခြေစတက်လိုက်မယ်ပေါ့နော်ပြီးတော့ရင်အဲ့ဒီခွင်းလေးတွေကိုပဲအပြန်ရှို့လိုက်မယ်အပြန်ရှို့ပြီးတော့တဲ့အခါကျရင်ဒီဘက်ကဒါထိုးမဲ့ခြေပေါ့နော်ထိုးမဲ့ခြေကိုဒီလိုကင်ပြီးတော့ဒီလိုဆိုရင်
အပေါ်ခြေဘွားနေယူတာပေါ့နော်အခုကခြေဘွားနေမယူပါဘူးခြေအောက်ကနေပြီးတော့အကိုဒီလိုထားမယ်နော်ခြေအောက်ကနေအကိုဒီလိုထားပြီးတော့ဒါလေးဟိုဘက်ကိုဆွဲမယ်အဲ့လိုဆွဲမှာပဲခြေအောက်ကနေအကိုထားပြီးဆွဲမှာပဲနောက်အတန်းနေထိုးလို့လွယ်မှာပါနော်မဟုတ်လို့ခြေပေါ်ကနေအကိုကြော်ယူတာဆိုရင်နောက်တန်းနေထိုးဖို့မလွယ်တော့ပါဘူးဒီလိုလေးရမယ်နော်ရပြီးသွားလို့ရှိရင်ဒီဘက်ကနေပြီးတော့ဒီမှာခြေလေးတွေ10ခုရှိရနော်အဲ့10ခုတစ်ခုနဲ့တစ်ခုကြားတယ်ဒီလိုလေးလက်နဲ့ချဲလိုက်တစ်ခုနဲ့တစ်ခုကြားတယ်ဟိုဒီမှာအဲ့ဒီကြိုးက2ကြိုးရှိတယ်ဒီကြိုးကဒီဘက်ကဒီလက်ညှိုးမှာချိတ်ထားတဲ့ကြိုးနဲ့မို့လို့ဆွဲလို့လွယ်အဲ့ဒါမဟုတ်ဘဲနဲ့တခြားကြိုးဆိုလို့ရှိရင်ဆွဲလို့မလွယ်ဘူးတင်းနေတယ်ဒီကြိုးတွေဆိုလို့ရှိရင်ဒါအမီးကြိုးမို့လို့ဒီဘက်ကြိုးဆိုရင်မှဆွဲလို့မလွယ်ဘူးတင်းနေတယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့လိုလွယ်တဲ့ကြိုးကိုဆွဲလို့လွယ်အောင်လို့စောအဆွဲထုတ်တာမှာခြေရဲ့အောက်ကနေဒီလိုဆွဲရနော်ခြေရဲ့အပေါ်ကနေဒီလိုဆွဲလိုက်လို့ရှိရင်တင်းတဲ့ကြိုးကအပေါ်ရောက်နေပြီးတော့ဆွဲလို့မလွယ်ဘူးဖြစ်သွားမယ်နော်အဲ့လိုတစ်ခါပြီးရင်နောက်ထပ်တစ်ခုနဲ့တစ်ခုကြားထဲမှာခြေကိုအတိုင်းလေးကလော်ယူလာပဲနော်တစ်ခါရဲတဲ့နာဆွဲထားလိုက်ပါမဖြစ်အောင်နော်နောက်တော့သူအနေတော့ပဲညီသွားတယ်ဒီမှာနော်ဒီအောက်ကတစ်ခုနဲ့တစ်ခုကြားမှာဒီမှာလက်နဲ့ချဲလိုက်နော်အားကြောင့်သူကဒါကြိုးပြကြီးတော့ထိုးလို့အဆင်မပြေဘူးဘာလို့ဆိုအပေါ်မှာဒီလိုခြေအများကြီးစုကန်ရဖြစ်တဲ့အတွက်10ခု10ခုအဲ့လောက်ပဲအဆင်ပြေပါနော်ဒီမှာနောက်ဆုံး2ခုဒီမှာနော်ပြီးဒါဆိုလို့ရှိရင်ဆွဲထုတ်ဖို့စောပြောသလိုဒီလိုဆွဲထုတ်ရင်ကြိုးတင်းဒီလိုပြန်ထုတ်တဲ့အခါကြိုးတင်းနေလို့မလွယ်ဘူးခတ်တယ်နော်ဆွဲထုတ်တာခြေအောက်ကနေပြီးတော့မှဒီလိုလေးချိတ်ပြီးဆွဲမှလွယ်မှာပါဒါလေးဆွဲထုတ်လိုက်ဒီလိုရပြီနော်ဒါဆိုရင်နောက်တစ်တန်းကျန်တဲ့အလုပ်ပဲဒီမှာတစ်ခုနဲ့တစ်ခုကြားမှာဒီလိုရဲတင်းဆွဲလိုက်နောက်တန်းနေဆိုရင်ဒီမှာသူကျဲသွားလိမ့်မယ်ဘေးဟာနော်ဒီမှာနော်ဒီမှာနော်ဒီလို2ခုကြားထဲကနေပြီးတော့ဒါဆိုရင်အကုန်ရပြီခြေအောက်ကနေပြီးတော့အကိုချိတ်ပြီးတော့အဲ့လိုလေးဆွဲတဲ့အခါဒီနောက်ကိုနည်းနည်းလေးထိန်းထားပြီမှန်နော်ကဲနောက်တစ်တန်းသွားမယ်ဒီမှာတစ်ခုနဲ့တစ်ခုကြားတယ်ကြားရနေပြီးတော့ခြေကိုဒီလိုခေါ်ထားမယ်ရဲတဲ့နာဆွဲလိုက်ဒီဘက်လေးကပါကျဲလာလိမ့်မယ်နော်နောက်ဆုံးရောက်ပြီဒါဆိုရင်ခြေအောက်ကနေပြီးတော့ကလေးကိုချိတ်ပြီးတော့အကုန်လုံးကိုဆွဲလိုက်မယ်ဒီမှာနော်ဒါဆိုရင်အဲ့ဒါလေးကိုလိုချင်တဲ့အရှည်လောက်ထိရအောင်ထိုးလိုက်မယ်ဒီထိုးပြတဲ့အီလေးမှာဆိုလို့ရှိရင်ကြိုးကို2ခုတက်ထားပါတယ်ဒီတိုင်းအတူလေးရဲ့အရှည်လေးရဲ့ရှည်လွယ်တာနဲ့အတူလွယ်ရတယ်ပေါ့နော်အတူလေးကတော့12လက်မလောက်ရှိပါတယ်အရှည်လေးဆိုလို့ရှိရင်လည်းလက်မ22လက်မ23လက်မ24လက်မကိုကြိုက်တဲ့လောက်လေးပေါ့နော်အရေးရှည်တယ်လို့ဆိုရှည်လေးနဲ့အဲ့လိုလေးကိုလိုချင်တဲ့လောက်အရှည်အထိဒါကိုထိုးသွားလိုက်မယ်နော်
နောက်ကိုလိုချင်တဲ့လောက်ရှည်လေးရပြီဆိုလို့ရှိရင်ဒီဘက်ဆက်စချင်းကခြီဆွဲထုတ်လိုက်တယ်လို့ပဲဒီဘက်ကိုခြီဆွဲထုတ်ပြီးတော့ဖြတ်လိုက်မယ်နော်ခြီစားလေးဖြတ်ပြီးဒီမှာချုပ်အပ်လေးနဲ့ဒီဘက်ခွင်းလေးကိုထည့်ပါမယ်ဒီမှာဖုံမီလိုမျိုးလေးရှိရယ်နော်အဲ့ဒါရဲ့ဒီမှာအလဲကိုဒီမှာနော်ဒီဆောင်လေးမှာဖုံမီလိုမျိုးလေးရှိရယ်ဒီမှာသူ့ရဲ့အလဲကိုဒီလိုဒီလိုပြန်လာမယ်ဒီမှာနောက်တစ်ခုနော်နောက်တစ်ခုဒီမှာတန်းလေးရှိမယ်အဲ့ဒီအောက်ဒီဖုံမီလေးနဲ့ဒီလိုမျိုးနော်နော်ကျိုးနှစ်ကျိုးလုံးပါတယ်နော်ဒီလိုလေးတွဲချုပ်လိုက်မယ်နော်ချုပ်ပြီးသွားရင်ဒီနောက်လေးမှာဒါချီထုံးလိုက်တာပေါ့နော်ပြီးသွားရင်ဒါကတော့ခြေစားဖြောက်တဲ့သဘောပေါ့နော်ပြီးတော့ပကြီးလေးညက်မီလေးတိုးလိုက်မယ်ဆိုရင်ရန်ကုန်မှာဒီဇိုင်းလေးဆန်းပြီးတော့လှတဲ့ကျိုးကလေးရပါပြီကဲလိုက်ထိုးကြည့်ပါစမီပြတာလေးရှိရင်မေးချင်တာလေးရှိရင် comment မှာမေးလို့ရပါတယ်ရှင် channel လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ထားပါဦးဒီနေ့များအသစ်တွေသိဖို့လဲခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်